မင်္ဂလာပါကဲဒီနေ့ဆွဆွကတော့အိမ်မှာစတော်ဘယ်ရီလေးတွေရှိတာနဲ့စတော်ဘယ်ရီလေးကိုဖြော်ပြီးတော့တောက်ပါမယ်ပုံမှန်ဖြော်နေကြပုံစံမျိုးလေးမဟုတ်ဘဲနဲ့ဒီမှာဂျယ်လိုလေးလည်းထည့်ပါမယ်အားလုံးကတော့ ready made အစင်သစ်လွယ်ကူမြန်ဆန်ဒါလေးကတော့ဆွဆွတို့ warm မှာပဲဖြစ်ဖြစ် white မှာပဲဖြစ်ဖြစ်အလဲတကူဝယ်လို့ရတယ်ဆွဆွကတကြားဒါမုတ်အချိုမုတ်ဆိုတော့တက်နိုင်သမျှအချိုလျှော့ခြင်းလို့ပေါ့နော်ဒီကောင်လေးကို0 sugar ဂျယ်လိုလေးသုံးပါသူက2မျိုးရှိတယ်နော်ဝယ်တဲ့ခါကျရင်အချိုကြောက်တယ်ဆိုရင်0 sugar လေးရှာပြီးတော့ဝယ်လို့ရတယ်ပြီးပြီဆိုလို့ရှိရင်တော့နို့ကိုတော့ရိုးနဲ့မထည့်ဘဲနဲ့ဆို half and half ခပ်ပစ်ကလေးဖြစ်အောင်လို့ထည့်မယ်နော်ပြီးပြီဆိုလို့ရှိရင်ဒါလေးကတော့ဒါတာကူလေးကလည်းအိမ်မှာရောင်စုံလေးရှိနေသေးတယ်ဆိုတော့တာကူလေးနည်းနည်းထည့်မယ်ရှိတာလေးတွေဟိုနည်းနည်းဒီနည်းနည်းဒါစတော်ဘယ်ရီလေးတွေကိုချစုဒါခက်လုပ်ထားတာပါပြီးပြီဆိုလို့ရှိရင်ဒါကတော့ကြိတ်ပြီးတော့လည်းထည့်မယ်ပြီးရင်အနှံ့ကကြတော့ကျဆိုတော့ဖာလူတာတွေပါတွေဝယ်တောက်တဲ့အခါကြလို့ရှင်ရတဲ့နှင်းရည်အမွှေးနှံလေးနဲ့ဖြစ်ပြီးတော့ဒီကောင်လေးကကြတော့သူကဥစားအယောင်လေးနေအောင်အများကြီးမထည့်ဘူးချို့မှဆိုလို့လေနည်းနည်းလေးထည့်မယ်အယောင်လေးလာအောင်လောက်ပဲเนาะအနံ့လေးလည်းမှုရအောင်လို့ပြီးပြီဆိုရင်အရင်ဦးဆုံးကတာကူကြိုပါမယ်เนาะတာကူကတော့ကိုအယောင်နဲ့ပဲထည့်ပါလို့ပဲဖြစ်ဖြစ်ရပါတယ်เนาะကိုကြိုက်တာလေးပေါ့ဒါကတော့ရေနွေးလေးကိုပပဆူအောင်အရင်ဦးဆုံးတည်ပါမယ်ချဆူကတာကူလေးကိုလည်းခက်ချက်ချက်နည်းနည်းလေးပဲထည့်မယ်နော်ဒါကတော့ကိုကြိုက်တဲ့အတိုင်းတရားပေါ့နော်ဒါတော့ချဆူဒီမှာဥစားရေနွေးလေးစသိန်းတွေထားပြီးဆူလာပြီးဆိုလို့ရှိရင်တော့ဒီမှာဒီဇွန်းခွက်ကလေးနဲ့တစ်ခွက်ကလေးပဲထည့်မယ်နည်းနည်းပဲထည့်ကြလို့နော်တာကူကိုကြိုတဲ့အခါကျလို့ရှိရင်သူကဘာလဲဆိုတော့မျက်စိတွေလုံးဝပျောက်သွားသည့်အထိမကြုံနဲ့เนาะဘာလို့ဆိုတော့မျက်စိလုံးဝပျောက်သွားပြီဆိုလို့ရှိရင်ကော်လို့ဖြစ်သွားပြီအဲ့တော့တာကူကြိုတာကလွယ်မယောင်နဲ့ခက်တယ်အခုချဆူကြိုမယ်ကြိုပြီးရင်မျက်စိမပျောက်တစ်ပြောက်ကလေးမှချမယ်အဲ့ဒီအနေထားလေးမှချဆူထပ်ပြီးတော့ပြောပြပေးမယ်เนาะတော့မျက်စိမပျောက်သေးဘူးဆိုတော့ဒါမီးအေးလေးနဲ့တည်မယ်เนาะမီးတွေတအားမပြည့်စင်နဲ့မီဒီယံဟီလောက်နဲ့ပဲတည်ပါမယ်ဒီလိုမျက်စိမပြောက်တပြောက်အနေထားလေးဆိုလို့ရှိရင်ချထားပြီးတော့10မိနစ်လောက်အုပ်ထားမယ်နော်ဒီအပေါ်မှာမျက်စိပြောက်အောင်မကြိုဘူးနော်လေးကိုဘီမှချတော့မှစတော်ဘယ်ရီလေးတွေကိုကြိတ်လိုက်ပါမယ်နော်ဒီအရောင်လေးအတွက်ကိုစတော်ဘယ်ရီအရေးလေးလည်းဖြစ်အောင်လို့သူ့ကို blend လုပ်လိုက်ပါမယ်စတော်ဘယ်ရီကြိတ်ထားတဲ့အရေးလေးကိုထည့်လိုက်ပါပြီဒီလိုမျက်စိမပြောက်တပြောက်အနေထားလေးမှာမိဖို့ဘေးမှာချထားမယ်အဖုံးကိုဆက်အုပ်ထားမယ်10မိနစ်စောင့်ပါမယ်နော်ခုဆိုရင်10မိနစ်လောက်အုပ်ထားပြီးပြီဆိုလို့ရှိရင်ဒါအရေးစစ်ချလိုက်လို့ရပါပြီကြာကြီးနေမှဖြော်မယ်ဆိုရင်ဒီစစ်ထားတဲ့တာကူလေးတစ်ခုနဲ့တစ်ခုကတ်မသွားအောင်ရေဆေးလိုက်ခုချောတစ်ခါတည်းဖြော်မယ်ဆိုတော့ရေမဆေးတော့ဘူးเนาะအခုဆိုလို့ရှိရင်ဒါအသားကူအနေတော်လေးကိုရသွားပါပြီရေစစ်ထားတဲ့သားကူကိုကောင်းကောင်းစစ်ချပြီးပြီဆိုလို့ရှိရင်တော့စတော်ဘယ်ရီဖြော်ရည်တဲ့ကိုရောလို့ရပါပြီเนาะဒါစောနာတော့ကစတော်ဘယ်ရီကြိတ်ထားတဲ့တဲ့ကိုသားကူလေးတွေထည့်လိုက်ပါမယ်ကဲတာကူလေးတွေထည့်ပြီးပြီဆိုလို့ရှိရင်တော့စောနာတော့ကခက်လုပ်ထားတဲ့စတော်ဘယ်ရီလေးတွေထည့်မယ်ပြီးရင်ဂျယ်လိုလေးထည့်မယ်ဆိုလို့ရှိရင်တော့ဒီမှာ half and half mix ကိုထည့်လိုက်ပါမယ်ရိုးရိုးနွားနို့လေးထည့်လို့ရတယ်ချွတ်ရိုးရိုးနွားနို့ထည့်တယ်နို့စိမ်းထည့်တယ်နို့စီထည့်တယ်ဒါကတော့ကိုကြိုက်တယ်လို့ပေါ့နော်ကျဆိုတော့ဒီ mix ကိုထည့်ပါမယ်ခက်ဖြစ်ကလေးဖြစ်သွားတာပေါ့နော်ပြီးပြီဆိုလို့ရှိရင်တော့စောနာတော့ချက်စုပြထားတဲ့အနှင်းရည်လေးနည်းနည်းထည့်ပါမယ်သူကအချိုပါပြီးသားသိလားဒါမှမဟုတ်ချက်စုတကြားတွေပဲဘာမှထပ်မထည့်တော့အရင်အချိုကြိုက်တယ်လို့ဆိုရင်တော့ထပ်ထည့်ပေါ့နော်ကျဆိုအနံ့လေးမွေးသွားအောင်လို့ပေါ့နော်ပြီးလို့ရှိရင်အရောင်လေးလှအောင်လို့တစုံမဲထည့်ပါမယ်ဒီထက်ထည့်ခြင်းလည်းရပါနော်ပို့ပြီးတော့အရောင်လှမယ်ကျဆိုအချိုကြောက်လို့ဒါနော်ကဲဒါဆိုလို့ရှိရင်တော့စတော်ဘယ်ရီဖြော်ရည်လေးရသွားပါပြီဂျယ်လိုလေးနဲ့
ရွှေရည်တစ်မျိုးလေးပေါ့နော်ဖာလူတာလည်းမဟုတ်ရွှေရည်လည်းမဟုတ်ဘဲနဲ့အိမ်မှာအလွယ်တကူတွင်ရှိနေနိုင်တဲ့ဒီချိန် strawberry တွေလည်းအလွယ်တကူဝယ်လို့ရတယ်ဆိုတော့ strawberry နဲ့ jello လေးနဲ့လုပ်ထားတဲ့ချိုလေးပါဒါလေးကအလှတွေပါတွေတစ်ခုခုကျွေးချင်တာတွေပါတွေရှိတယ်ဆိုလို့ရှိရင်အမြန်နဲ့အလွယ်ကူဆုံးလုပ်လို့ရတဲ့နှီးလေးကိုမျှဝေလိုက်တာပါနော်ဝါအရင်မိုက်တယ်နော်ဒါလောက်လွယ်တာဒါလောက်လွယ်ကူကူမြန်ဆန်နဲ့လုပ်လို့ရတဲ့အချိုဝဲရပါမှမရှိတော့ဘူးဒီတက်ကြဲကြဲကြိုက်တယ်လို့ဆိုလို့ရှိရင်နို့ကိုများပို့ပြီးတော့ထည့်မယ်ခပ်ပြစ်ပြစ်လေးဒီတိုင်းကြိုက်တယ်ဆိုရင်ဒီလိုလေးပဲအရောင်ကိုဒီတက်ပို့လှခြင်းရင်တော့ဇွန်နာရွန်နှီးရည်အနီရောင်လေး rose water ကိုများလေးထည့်မယ်ကျဆိုကတော့အချိုကြောက်တဲ့အတွက်ကြောင့်မလို့နည်းနည်းပဲထည့်တယ်ဒါကတော့ကိုယ်စိတ်တိုင်းကြားပြန်ပြီးတော့ပြင်လို့ရတယ်တခုခုကျွေးကျင်တဲ့အလှူဒန်းတစ်ခုခုရှိတယ်ဆိုရင်အမြတ်ဦးဆုံးနဲ့ဈေးလဲတက်တာတဲ့ဘာမှကုန်ကြမှုမရှိဘဲနဲ့အလွယ်တကူလုပ်လို့ရတဲ့အချိုပွဲနည်းလေးကိုပြပေးလိုက်တာပါရှင်ချစ်စုရဲ့ YouTube channel ကတော့ Mama Food Recipe ဆိုလို့ရှိရင်တော့ဒါချစ်စုရဲ့ YouTube channel ပါချစ်စုရဲ့ YouTube channel လေးမှာဆိုလို့ရှိရင်တော့စားတောက်ကလေးတွေအမျိုးမျိုးကျဆူချက်ပြထားပေးတာရှိပါတယ်ရှင်အချိုးပွဲလေးတွေရောဟင်းလေးတွေရောအများကြီးတက်ကြွတာမဟုတ်ပြင်မဲ့ကိုအိမ်မှာချက်စားနေကြပုံစံလေးကိုအလွယ်တကူချက်စားလို့ရအောင်လို့မျှဝေပေးခြင်းသာဖြစ်ပါတယ်ရှင်ကျဆူရဲ့ YouTube channel လေးကိုလည်း like and follow subscribe လုပ်ပြီးတော့ဝင်ရောက်ကြည့်ရှုပေးပါဦးနော်ကျဆူရဲ့ Facebook page လေးကိုလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ကျဆူရှိမှာeBay မှာဆိုလို့ရှိရင်လည်းချက်စုဈေးတွေရောင်းပါတယ်ရိုးရာပစ္စည်းတွေရောင်းပါတယ်နောက်ပြီးဆိုလို့ရှိရင် TikTok မှာလည်းချက်စုဆိုင်လေးရှိပါတယ် CSN Fashion Shop ဆိုပြီးတော့လည်းရှိပါတယ်ကဲချက်စုရှိမှာဝင်ကြည့်လို့ရှိရင်တော့စားတောက်တွေရောအဝတ်အထည်တွေရောပြီးပြီဆိုလို့ရှိရင်တော့အခုလိုဟင်းချက်နီးလေးတွေရောအများကြီးရှိပါတယ်ရှင်